A3 မှာတရားအထည် type မျိုးစားပေးတယ်လေ5ကတော့မိုက်တယ်ဆိုတော့ဟို apartment မှာနေနေရပုံစံမျိုးတော့ရတာနော်ပုံစံမိုက်တယ်ဒီဘက်မှာဒီကျွန်တော်ဒီ elevator နဲ့ဆင်းရမယ်ပေါ့တရားလေးဆင်းလို့ရတယ်ဒီကနေကျွန်တော်ထိတ်ကနေပေါ့နော်ဝင်လာတယ်ဆိုတော့လူဆောင်လာတဲ့ reception တွေမရှိဘူးကိုယ်ခံကိုတော်လည်းမကတ်တော့ကိုကဝင်လာရုံပဲဆိုတော့အစင်ကြီးရတဲ့တော့ပါတယ်ပေါ့နော်ဒီလိုကြည့်ရဆိုတော့တော်တော်စားအထဲမှာဒါတော့ budget hostel လို့ပြောလို့ရမှာ hotel တော့မဟုတ် hostel ပေါ့နော်အဲ့လိုပြောလို့ရမယ်အနေထားမှာရှိတယ်တော်တော်မိုက်တယ်ဆိုတော့ solo traveler တယောက်အနေနဲ့ဆိုတော့ဒါအဆင်ပြေရပေါ့နော်ကျွန်တော်တို့ okay ဂျာဟိုင်စစ်ကြည့်လိုက်အောင်ဘန်ကောက်ကနေတော့ဒီလာပေါ့နော်လာတဲ့ခါမှာကျွန်တော် hotel ရွေးထားတယ်ဒီ hotel ကတညကိုဘတ်900လောက်ပဲပေးရတယ်ပေါ့နော်ဆိုတော့နေရာကတော့ဟိုတယောက်2ယောက်လောက်တော့နေလို့ရတယ်မှာဒါ2ယောက်ရဲ့ကတင်လိုမျိုးပေါ့နော်နေရာချင်းနဲ့ဟောက်ကောက်ဆိုတဲ့အတိုင်းပေါ့ကျွန်တော်ဒါ living cost ကအရင်ညာတော့ဒါပေမဲ့ကျွန်တော်လည်းဒါ adventure ဖြစ်ရှင်တဲ့ပုံစံနဲ့ဒီ hotel ကိုငှားလိုက်တယ်ပေါ့နော်ဟိုရတော်တော်ရှာတိုက်တယ်အများကြီးနဲ့ပြီးတော့ကောက်တယ်မှာလူဆောင်လာပါမရှိကိုယ့်အောင် check in လုပ်ရုံပဲပေါ့နော်ကုန်တယ်ပဲတောင်းပြီးတော့ဒီမှာတော့ရေချိုးကန်အိမ်တာ private ပါတယ်ဒီမှာကတင်ပေါ့နော်ကတင်ပါပြီးတော့ကျွန်တော်ဒီဘက်ကိုကြည့်လိုက်မယ်ဆိုရင် TV လဲပါတယ်ပေါ့နော်ဒီမှာ TV ထားပေးထားတယ်ဆိုတော့ဟိုတယောက်စာအတွက်တော့အဆင်ပြေရပြောရမယ်အရင်လုံးဝ luxury ဟာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဆင်ပြေရဟို solo travel လုပ်တဲ့လူတွေတော့ဒါကောင်းတယ်ပေါ့နော်ဒီလိုခံလေးရတော့ကျွန်တော်တဲ့ hotel နဲ့မရကြတော့ဒီ make tea in ပေါ့နော်ဈေးတက်တာရယ်ပြောလို့ရမယ်ဟောက်ကောင်းအနေထားလဲဆိုတော့တော်တော်တက်တာရတယ်ပါတယ် wifi လည်းရှိတယ်အထဲမှာဒီမှာ accessories တွေဆိုကျွန်တော်မှာတော့တိုက်သဘောတန်လို့တခြား tissue hair dryer တို့ထားပေးထားတယ်ပေါ့နော်ကြီးလဲပါတယ်ဒါပေမဲ့very old building ပေါ့နော်ပြောမယ်ဆိုရင်အရင် old ဖြစ်တယ်တော်တော်ရှာလိုက်ရတယ်